Stella ဒီငယ်ချင်းတို့အဲ့ဒီလေအဲ့ဒီပေါ့နော်အဲ့ဒီဘယ်လိုလဲအဲ့ဒီတိုက်ထဲကအဲ့တိုက်ကြီးတွေကပေါ့နော်အဲ့ဒီပတ်စံရုံးကြီးလားမသိအဲ့ဒီရုံးလေးကပတ်စံတွေကိုဘယ်လိုယူရမလဲဆိုတဲ့အကြောင်းတစ်ဆက်မှဖြစ်ပါရှင့်ဆိုတော့ let's go ပါကဲပေါ်တက်သွားမယ်လောလောဆယ်တော့ခုကကျတော့အပေါ်ဆုံးတက်ကိုရင်သွားရမှာပေါ့နော်အပေါ်ဆုံးတက်ကဒါလားမသိဘူးခဏလေးနော်ဘာတော့ကဒီဘက်အပေါ်ဆုံးတက်ကဟောဒီဘက်မှာလေးကထထရှိနေတာအပေါ်ဆုံးအကြောင်းအပေါ်ဆုံးထက်ကဒီလိုမဟုတ်ပါဘူးလို့ okay ဒါပြီဒီမှာပေါ့နော်ဒီမှာရောက်ပါပြီတော်လည်းတဏီကုန်ထိုင်းနေရပဲကဲအဲ့မှာဂဲကအပေါ်ဆုံးထက်ရောက်သွားပြီဆိုလို့ရှိရင် boy အနေနဲ့ပြောင်းပြီးတော့ boy ကလည်းဂဲသွားခဲ့တဲ့နေရာကိုသွားမှာဖြစ်ပါတယ် okay let's go okay မြင်သွားတာဒီ boy ကတအားကြတာပဲ Stella လေကားနဲ့မတက်တော့ဘောနော်လေကားနဲ့တက်လို့ရှိရင်ရှင်းကြလို့ပေါ့နော်ဒီတိုင်းသွားမှညံတာပါ okay ဒီမှာခဏလေးနဲ့ရောက်သွားတာပေါ်ဆုံးထက်ကို let's go okay Gail ပြေရောက်သွားလေဒီမှာ Gail ညီနေတယ် okay ရပြီ Gail ကိုတွေ့ပြီဆိုလို့ Gail နဲ့ရှိပြီဆိုလို့ရှိရင် Gail ကိုလေဟွာလေးခါလေး come with me လုပ်လိုက်ပါပြီးလို့ရှိရင်မြန်ပဲထွက်ပြေးပါတော့ Gail မလိုက်နိုင်အောင်လို့ Stella တော့ဂျပန်နဲ့ထပ်ပြီးဂျပန်နဲ့ပါဘူးဘာလို့ပြောနေမှမသိဂျပန်နဲ့ထုတ်ပြီးထွက်ပြေးပါမယ်သူကရှောက်လာလို့ရှိရင်နော်okay အောက်စမဲဝီ okay ရောက်မြန်ဘယ်ရောက်သွားလဲ Stella ဒီထောင်ဆုံးလေးမှာပေါ့နော်စောနာအပေါ်ဆုံးထက်ရဲ့အဲ့ပေါ့နော်ရတနာရှိတဲ့နေရာလေးမှာရက်လိုက်ပါအဲ့မှာရက်ပြီးသွားပြီဆိုလို့ရှိရင် prompt ထဲကိုဝင်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာပေါ့နော် future ဆိုတာပဲဘာလဲမသိဘူးcooking food လေးရောက်ကုန်ပြီလောက်ကြအောင် future ဆိုတာပဲအဲ့မှာရှိပါတယ်ဒီမှာ found 1လည်းရှိရ found 2လည်းရှိရ8ရာ1လည်းရှိရ8ရာ2လည်းရှိရ Stella ကတော့8ရာ1ပဲရွေးလိုက်တယ်ပြီးတော့ sleep မယ်အိတ်လိုက်ပါအဲ့မှာအိတ်လိုက်ပြီဆိုဒီလိုလေးကြည့်လိုက်အဲ့လိုလေးကြည့်လိုက်ပြီဆိုလို့ရှိရင် Gail ကအထက်ရောက်နေလားမရောက်နေလားကိုကြည့်ရမှာပါ Gail ကအထက်ရောက်နေပြီဆိုလို့ရှိရင် Gail အနေနဲ့ပြောင်းပြီးတော့ဒီပတ်စံကိုယူလို့ရပါပြီခဏလေးနော် Stella ဝါးဒီမှာပါဒီများတယ်ပြီးတော့ဘာလဲမသိဘူးဖိုင်ပြီးတော့ထုံချောင်းနဲ့ချောင်းနဲ့ဘာတွေရေးထားမှန်းတော့မသိဘူးအေး Stella ဆောနာတော့ညက်သွားလား wait a minute ညက်သွားလား wait တော့ပါသေးရဲ့ဟာ no way oh no ကြော်ညာနေတော့ရှိပါသေးရဲ့ဆိုနေမှညက်သွားပြန်ပြီဆောနာတော့ okay ထုံးစံတိုင်းဂျပန်နဲ့အပေါ်ကိုပြန်တက်ပါမယ်ကဲရပြီမသိဟာ okay ရပါပြီဟူဒီကိုရောက်ပြီပေါ့နော်သူကလည်းတဏီကုံထိုင်းနေရပဲစိတ်ညစ်တာကဲ boy နေရာကိုပြန်ပြောင်းမယ်ထားပြီးတော့ဂျပန်နဲ့ပေါ်ကိုတက်မယ် okay action sleep ဂျပန်ဖြုတ်ပြီးမှ sleep နော် okay action sleep လိုက်မယ်ဒီတိုင်းရကြည့်လို့မရဘူးပေါ့ဒီတိုင်းရကြည့်လို့မရဘူးဒီတိုင်းရကြည့်လို့မရဆိုတော့okay ရပြီ Gail အထက်ရောက်ပြီokay Gail အထက်ရောက်သွားပါပြီGail အထက်ရောက်သွားပြီဆိုလို့ရှိရင်no မလေးဟာမြတ် Stella အရှုံးနေဖြစ်ကုန်လားဟို Gail ကတကယ်တော့အထက်ရောက်သွားလားမဟုတ်ပါဘူး Gail ပဲရောက်သွားလားဆို Gail ဒီဘက်မှာလားhey Gail ကအောက်ဆင်းနေတာဘာဖြစ်လို့အောက်ဆင်းတာလဲလို့ဟုတ်ပါပြီအဲ့ဆိုလို့ရှိရင်ဆောနာဒီအားလေးဆိုဖွာကြတော့တိုက်ဆိုင်မရမှာပါဘောနော် Gail ကအပြေးမြန်လာပြီးတော့အနောက်ကနေကပ်ပါလာရဲဆိုလို့ရှိရင်တော့မရတော့ပါဘူးလောလောဆယ် Gail ပြန်มาလဲ okay ရပြီ Gail တွေ့ရပြီ Gail အနေနဲ့ပြောင်းမယ်ဆောနာလို့မကြော်ညာတော့ပါဘူးနောက်တစ်ခါထပ်ဖြစ်နေမှာဆိုလို့ okay ယူလိုက်တော့မယ် wow ဘလောက်လဲဟာ Stella လည်းမသိဘူး okay ကဲဆိုတော့အားလုံးကိုရှိဝေးကြတဲ့ကျေးဇူးတင်ပါတယ်ရှင်လူမျိုးစိတ်ဝင်စားစရာကောင်းတဲ့ Sakura video လေးတွေကိုကြည့်ကြရင်တော့ Stella ရဲ့ channel လေးကို subscribe နဲ့ video တွေကို like comment share လုပ်ဖို့လည်းမမေ့နဲ့အောင်နော်ဆိုတော့တကယ်ချင်းတော့ Stella နောက် video မှာပြတ်တွေ့ချင်ပါသေးရဲ့ဆိုတော့အားလုံးပဲတတား